မယ်ပေါနိုင်ငံခြားသားနေကျွန်တော်အခုလက်ရှိကတော့ Deer Valley ကိုရောက်နေတယ်ဒီ Deer Valley ကလေအရင်တုန်းကဟိုတော်တော်များများကကျတော့ဒီရက်ပိုင်းထဲမှာသတင်းတွေတွက်လာတာတွေ့လိမ့်မယ်ဝယ်လို့မတင်တော့ဘူးဆိုတော့ project ပေါ့နော်ဘာကြောင့်မလို့လဲဆိုတော့အဲ့နေရာမှာသတင်းအမားတွေရှိတယ်ဘာလို့သတင်းအမားတွေရှိလဲဆိုတော့ Deer Valley အရင်တုန်းကဆိုလို့ရှိရင်သူကdeveloper ကနေမှာ lease ကိုလုံးဝမပေးဘူးနိုင်ငံခြားသားတွေဝယ်မယ်ဆိုလို့ရှိရင် company နဲ့ပဲဝယ်တော့မလို့ရှိရင်ထိုင်းနာမည်ခံတဲ့ဝယ်ဒီလိုပုံစံမျိုးပဲသွားတယ်အဲ့ကြတော့တချို့လူတွေကကြတော့သူတို့တပ်ပါတီတွေတုံပြီးတော့မှလည်းသူတို့အယောင်းဝယ်တွေလုပ်ကြတယ်အဲ့လိုအယောင်းဝယ်တွေလုပ်ကြတဲ့အချိန်မှာကျွန်တော်တို့ကဒီအဲ့ချိန်ကာလတော့ကတော့ကျွန်တော်တို့ဒီလိုအကေးအများ developer တွေကကိုယ်တိုင် lease မပေးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့လုံးဝလက်မခံအောင်အဲ့လိုအနေထားတစ်ခုပေါ့နော်ဒါပေမဲ့အခုလက်ရှိဒီဟာကကြတော့ဟို developer တိုင်းရိုက်ကိုမှ lease ကိုစပြီးပေးလာပြီအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကစပြီးရောင်းပေးတာပဲဖြစ်တယ်ပြီးတော့သူကအနှစ်33ဖြတ်အနှစ်90ကလုံအပြာစပင်းစစ်ကလုံအပြာရမယ်အဲ့တော့ဒီဟာတော့လက်ရှိ lease ထဲမှာတော့အမှားဆုံးပဲလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီအနောက်ထဲမှာတွေ့နေရတဲ့ဒီအိမ်လေးကတော့သူက 3.6 million ဝန်းကျင်လောက်ဖြစ်မယ်ပေါ့နော်ကျွန်တော်အရှိနားထဲမှာလည်းတစ်ချက်ကြည့်လို့ရတယ်သူကအိတ်ခန်း3ခန်းပါမယ်ဝမ်းမစာတူးစင်ရနေပေါ့နော်တော်တော်လေးကြီးတယ်လုံးဝဒီတစ်ထပ်အိမ်လေးပုံစံမျိုးဒီဘက်ချမ်းမှာကျတော့သူကလုံးဝအဲ့လိုသူ့ရဲ့ dining room တည်တဲ့အနောက်မှာ kitchen ဒီ layout ကတော့လုံးဝအလားဆုံးပဲတောင်းကွက်လည်းဖြစ်တယ်ကျွန်တော်တို့ဒီလိုပတ်ဝန်းကျင်ထဲမှာတစ်ချက်ကြည့်လို့ရတယ်တခြားအိမ်ထက်ကိုသူကပို့ပြီးမှကြီးမယ်ပေါ့နော်ဒီအရှိအိမ်နဲ့ဆိုလို့ရှိရင်သူက3ပုံတပုံပိုကြီးလာတွေ့အဲ့တော့ဒီလိုအနေထားတစ်ခုလုံးဝတစ်ထပ်တိုက်ကိုမှ 3.6 million ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာငွေ3,400ဝန်းကျင်လောက်ပဲရှိမယ်အဲ့တော့ဈေးနှုန်းအားဖြင့်လည်းတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်နေရာအနေထားတစ်ခုကတော့ဒီပတ်ဝန်းကျင်မှာကကျွန်တော်အများစုမြန်မာကကျောင်းသူကျောင်းသားတွေလာတက်ကြတဲ့ Unity Concourse ဆိုလို့ရှိရင်15မိနစ်လောက်နဲ့ရောက်တယ်အဲ့တော့ဟိုဘက်ကနေ Unity Concourse ကနေဒီဘက်လာမယ်ဆိုရင်10မိနစ်ပဲအဲ့တော့သူကလာတယ်ဆိုရင်ပို့ပြီးနီးတယ်တွားတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့လမ်းမယ်17မိနစ်15မိနစ်ဆိုရင်တော့ဝေးတဲ့ distance တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပတ်ဝန်းကျင်မှာက international school တွေလည်းအများကြီးပဲရှိတဲ့အတွက်ကြောင့်မလို့တော်တော်လေးအဆင်ပြေတယ်တချို့အိမ်တွေဆိုရောနောက်ဖေးမှာတစ်ချက်ကြည့်လို့ရအားလုံးကနောက်ဖေးထုတ်ထားကြရတယ်ရှိတယ်ဒါတွေကတော့ဒီ time မှာအများစုကတော့ထုတ်ကြရတော့ပေါ့နော်သူ usable area တွေကိုပို့ပြီးမှများအောင်ဆိုတဲ့အနေအထားတစ်ခုအဲ့တော့ဒီလမ်းအခုကျွန်တော်တို့ဒီအိမ်ယာဝင်းထဲမှာလမ်းလျှောက်နေတယ်ခန်းစားကြည့်လို့ရတယ်ဒီပတ်လေအားလုံးကရောင်ပြီးသားလေအဲ့ရောင်ပြီးသားနေဆိုတဲ့အနေအထားတစ်ခုမှာကလူတွေကအေးအေးဆေးကိုချန်ကိုဝင်းနဲ့ကိုယ့်ကိုပဲနေကြတာပေါ့နော်ဒီအိမ်လေးဆိုရင်တော့တော်တော်လေးချစ်စရာလေးသူကဟိုအမဲအောင်တန်းလေးနဲ့လှုပ်ထားတယ်ပြီးလို့ရှိရင်ဒီအခုပန်းပင်လေးစိုက်ထားတယ်ပေါ့နော်တော်တော်လေးမဆိုးလို့ပြောလို့ရတယ်အဲ့တော့ဒီထဲမှာနေတဲ့ vibe အနေထားတစ်ခုအရာရောကလေးချောင်းထားမယ်တော့မလို့ရှိရင် retire နေမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးဒီတစ်ထပ်အတိုက်အိမ်တွေကတော့တော်လေးရည်ပန်းစားတဲ့အထဲမှာပါပဲဖြစ်တယ်အဲ့တော့တချို့လူတွေကအခုတတိမတိကြသေးဘူးကျွန်တော်တို့အခုလက်ရှိဒီဟာ lease hold အနေနဲ့ရတယ်ဆိုတဲ့အနေထားတစ်ခု lease hold ကမှကလုံအပြာအနှစ်33ဖြတ်အနှစ်90ရတယ်ဆိုတဲ့အကြောင်းကလည်းတချို့လူတွေကမတိကြသေးဘူးဖြစ်နေအဲ့တော့အခုလက်ရှိကြောင်းတခါတည်းလဲတစ်ချက် announce လုပ်ချင်တာကဒီလိုlease hold ကတခါတည်း developer တိုင်းရိုက်ရတယ်ပြီးလို့ရှိရင်စပင်းစင်ကလုံအပြာနာမည်ပေါက်နိုင်ငံခြားသားအနေနဲ့တခါတည်းတန်ရမယ်ဆိုတဲ့အနေထားတစ်ခုကိုတစ်ချက်ပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းအားဖြင့်ကဒီထဲမှာက2.5 million ဝန်းကျင်လောက်ကနေမှ3.6 million ဝန်းကျင်လောက်ထိရှိပါမယ်အဲ့တော့ဒီအိမ်ယာလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်